အုပ်စုလိုက်ဖြစ်နေတဲ့နွားမင်အမဲတွေဟာကလအုပ်တကောင်ရဲ့ဘေးနားမှာမရက်မနာဝဲပြန်နေကြပါတယ်။သူတို့ရဲ့ခြုံထက်တဲ့နှုတ်သီးတွေနဲ့ကလအုပ်ရဲ့ထူထဲတဲ့အည်ပြားကိုအကြိမ်ကြိမ်ထိုးဖောက်နေကြပါတယ်။သူကြီးတွေကိုတငုံချင်းအတင်းဆုပ်ယူနေကြပြီးအကိတ်ခံရတဲ့နေရာတွေမှာအဖုအပိတ်အနီတွေဖြစ်လာပါတယ်။နွားမင်တွေဟာတဝုံဝုံနဲ့အတန်ပြီးမောင်းထုတ်လိုက်လဲပြန်လာကလအုပ်နားကနေထွက်သွားဖို့စိတ်ကူးလုံးဝမရှိကြပါဘူး။ဒါပေမဲ့ကလအုပ်ဟာကြောက်လန့်တကြားထွက်ပြေးတာမျိုးဒေါသတကြီးတုံ့ပြန်တာမျိုးမလုပ်ပါဘူး။သူဟာခြေလမ်းတွေကိုပဲဖြည်းဖြည်းချင်းလှမ်းပြီးလေပြင်းတိုက်ခတ်နေတဲ့သဲကန်တာတွေကိုရှုပ်သွားပါတယ်။ပြင်းထန်တဲ့လေတိုက်လိုက်တဲ့အခါနွားမင်တွေဟာဟန်ချက်မထိနိုင်ပဲပြန်ထွက်သွားကြရပါတော့တယ်။ကလအုပ်ကပြောပါတယ်။စိတ်ရှုပ်စရာကောင်းတဲ့အရာတွေကိုလိုက်လံရိုက်နေဖို့မလိုပါဘူး။ပတ်ဝန်းကျင်အသစ်တစ်ခုကိုပြောင်းလဲလိုက်ရုံနဲ့အဲ့ဒီအရာတွေကသူ့အလိုလိုလိုက်မလာနိုင်တော့ပါဘူး။အုပ်စုလိုက်ဖြစ်နေတဲ့နွားမင်အမဲတွေဟာကလအုပ်တကောင်ရဲ့ဘေးနားမှာမရက်မနာဝဲပြန်နေကြပါတယ်။သူတို့ရဲ့ခြုံထက်တဲ့နှုတ်သီးတွေနဲ့ကလအုပ်ရဲ့ထူထဲတဲ့အည်ပြားကိုအကြိမ်ကြိမ်ထိုးဖောက်နေကြပါတယ်။သူကြီးတွေကိုတငုံချင်းအတင်းဆုပ်ယူနေကြပြီးအကိတ်ခံရတဲ့နေရာတွေမှာအဖုအပိတ်အနီတွေဖြစ်လာပါတယ်။နွားမင်တွေဟာတဝုံဝုံနဲ့အတန်ပြီးမောင်းထုတ်လိုက်လဲပြန်လာကလအုပ်နားကနေထွက်သွားဖို့စိတ်ကူးလုံးဝမရှိကြပါဘူး။ဒါပေမဲ့ကလအုပ်ဟာကြောက်လန့်တကြားထွက်ပြေးတာမျိုးဒေါသတကြီးတုံ့ပြန်တာမျိုးမလုပ်ပါဘူး။သူဟာခြေလမ်းတွေကိုပဲဖြည်းဖြည်းချင်းလှမ်းပြီးလေပြင်းတိုက်ခတ်နေတဲ့သဲကန်တာတွေကိုရှုပ်သွားပါတယ်။ပြင်းထန်တဲ့လေတိုက်လိုက်တဲ့အခါနွားမင်တွေဟာဟန်ချက်မထိနိုင်ပဲပြန်ထွက်သွားကြရပါတော့တယ်။ကလအုပ်ကပြောပါတယ်။စိတ်ရှုပ်စရာကောင်းတဲ့အရာတွေကိုလိုက်လံရိုက်နေဖို့မလိုပါဘူး။ပတ်ဝန်းကျင်အသစ်တစ်ခုကိုပြောင်းလဲလိုက်ရုံနဲ့အဲ့ဒီအရာတွေကသူ့အလိုလိုလိုက်မလာနိုင်တော့ပါဘူး